Hello guys ဒီနေ့ဗီဒီယိုမှာတော့ Zoom Meeting အတွက်ပဲဖြစ်ဖြစ် Guest တာပဲဖြစ်ဖြစ် Video Record လုပ်တာပဲဖြစ်ဖြစ်အသက် quality ကောင်းကောင်းရဖို့အတွက်ဒီလိုမျိုး mic အကောင်းစားတွေဝယ်စရာမလိုပဲနဲ့ကိုယ့်လက်ထက်မှာရှိတဲ့ဖုန်းကိုပဲကွန်ပျူတာမှာ mic အဖြစ်ဘယ်လိုသုံးလို့ရလဲဆိုတဲ့နည်းလမ်းလေးကို sharing လုပ်ပေးသွားပါမယ်။ဒါဆိုရင်ကျွန်တော်တို့အချိန်ဆွဲမနေပဲနဲ့ဗီဒီယိုလေးစလိုက်ရအောင်ခဏလေးဗီဒီယိုလေးမစခင်ပြောစရာလေးရှိလို့ပါဒီဗီဒီယိုကလိုရာလေးထပ်ထပ်ရင်းနဲ့နည်းနည်းလေးရှည်သွားလို့ time stamp လေးကိုခွဲပြီးတော့တင်ပေးထားပါတယ်။ကိုသိချင်တဲ့ပိုင်းလေးတွေကိုပဲကြော်ကြည့်လို့လည်းရပါတယ်။ကဲဗီဒီယိုလေးစလိုက်အောင်မင်္ဂလာပါကျွန်တော်က Wi-Fi ပါကျွန်တော်တို့ဖုန်းကိုကွန်ပျူတာမှာ mic ဖြစ်သုံးဖို့ဆိုရင်အခုပြောပြမယ် software လေးတွေတွင်းဖို့လိုတယ်ပထမတစ်ခုကတော့ Wo Mic လို့ခေါ်တယ်အဲ့ဒါလေး download ဖို့အတွက်ကျွန်တော်တို့ Chrome ထဲဝင်လိုက်မယ်ပြီးရင် search မှာ Wo Mic ဆိုပြီးတော့ကျွန်တော်တို့ရိုက်ရှာလိုက်မယ်ပြီးလို့ရှိရင်ဒီ website လေးထဲကိုဝင်လိုက်မယ်ပြီးရင်ကျွန်တော်တို့ download ဆိုတာလေးနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့အောက်နားလေးကို scroll ဆွဲပြီးတော့ PC runtime ဆိုတာလေးတစ်ချက်နှိပ်ပြီးတော့တောင်းလိုက်ပါမယ်ပြီးလို့ရှိရင်အောက်နားလေး scroll ထပ်ဆွဲမယ် Wo Mic installer ဆိုတာလေးကိုထပ်နှိပ်ပြီးတော့တောင်းလိုက်ပါမယ်နှစ်ခုလုံး download လုပ်တာပြီးသွားရင်တော့ဒါလေးကိုနှိပ်ပြီးတော့ဝင်လိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးသွင်းထားတဲ့ VC ဆိုတာလေးကို double click နှိပ်လိုက်ပါမယ် run ဆိုတာလေးကိုနှိပ်မယ်ကျွန်တော်တို့ကွန်ပျူတာမှာသွင်းထားမိသားဆိုရင်တော့ဒါမျိုးလေးပြနေလိမ့်မယ်မသွင်းရသေးရင်တော့ဒီလိုပုံစံပြလိမ့်မယ် I agree ဆိုတာလေးကိုအမှန်ချင်းချက်လိုက်မယ်ပြီးရင်ကျွန်တော်တို့ install ဆိုတာလေးနှိပ်မယ် yes ကိုနှိပ်မယ်ဒါမျိုးပြနေရဆိုရင်တော့ဒါလေးကိုသွင်းပြီးသွားပါပြီအဲ့ဒါလေးပိတ်လိုက်မယ်ပြီးရင်နောက်တစ်ခု Wo Mic ဆိုတာလေးကိုကျွန်တော်တို့ double click နှိပ်လိုက်ပါမယ် run ဆိုတာလေးကိုနှိပ်မယ်ပြီးရင် yes ဆိုတာလေးနှိပ်မယ် okay next ကိုနှိပ်မယ် next ကိုထပ်နှိပ်မယ်ပြီးရင် install ဆိုတာလေးနှိပ်လိုက်ပါမယ်ကျွန်တော်တို့ခဏစောင့်ပြီးရင်တော့တွင်းတာလေးပြီးသွားပါပြီဒီနေရာမှာ I want to ဆိုတာလေးကိုကျွန်တော်တို့ရွေးလိုက်ပါမယ်ပြီးရင် finish ဆိုတာလေးနှိပ်မယ်ဒါလေးပေးလိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ software လေးတွင်းသွားပြီဒါလေးကို double click နဲ့ဖွင့်လိုက်မယ်ကျွန်တော်ဖုန်းမှာလည်းဒီ software လေးကိုဆွဲပေးထားရပါမယ် software download လုပ်ဖို့အတွက် Telegram link လေးကိုလည်း description မှာချပေးထားပါတယ်ပြီးရင်ကျွန်တော်တို့ setting ထဲဝင်လိုက်မယ် search မှာ developer option ဆိုပြီးတော့ကျွန်တော်တို့ရိုက်ရှာပြီးတော့ဝင်လိုက်ပါမယ်ပြီးလို့ရှိရင်အောက်နားလေး scroll ဆွဲပြီးတော့ USB debug kit ဆိုတာလေးကိုဖွင့်ထားရပါမယ် okay ပြီးရင်ကျွန်တော်တို့ထွက်ပြီးတော့ Wo Mic ဆိုတဲ့ software လေးထဲကိုဝင်လိုက်ပါမယ်ပြီးရင် USB ကျိုးနဲ့ကွန်ပျူတာနဲ့ဖုန်းချိန်လိုက်ပါမယ်ပြီးရင်ဒီဘေးက menu လေးကိုနှိပ်လိုက်ပါမယ်ပြီးလို့ရှိရင် setting transport ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ဒီနေရာမှာ USB ဆိုတာလေးကိုကျွန်တော်တို့ရွေးပေးထားရပါမယ်ပြီးလို့ရှိရင်ဒီဘေးက menu လေးကိုနှိပ်ပြီးတော့ home ထဲကိုပြန်သွားလိုက်မယ်အပေါ်မှာဒါလေးကိုနှိပ်ပြီးတော့ဖွင့်ပေးလိုက်ပါမယ်ကွန်ပျူတာမှာဒီဘေးက connection ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ connect ဆိုတာလေးနှိပ်လိုက်ပါမယ်ပြီးတော့ USB ဆိုတာလေးကိုကျွန်တော်တို့ရွေးထားပြီးတော့အောက်က connect ဆိုတာလေးကိုထပ်နှိပ်လိုက်ပါမယ်ကျွန်တော်တို့ဖုန်းမှာဒါမျိုးပေါ်လာလို့ရှိရင်တော့ always allow ဆိုတာလေးကိုအမှန်ချင်းချိန်ပြီးတော့ allow ဆိုတာလေးနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ connect ဖြစ်သွားပါပြီကျွန်တော်တို့ဖုန်းကိုကွန်ပျူတာမှာ mic ဖြစ်နေသုံးလို့ရပြီပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဖုန်းနဲ့ကွန်ပျူတာကို USB ကျိုးနဲ့ချိတ်တာပေါ့နောက်တစ်ခု USB ကျိုးမလိုဘဲနဲ့ Wi-Fi နဲ့ချိတ်လို့ရတာလည်းရှိပါတယ်ခုနက connection ဆိုတာလေးကိုပဲထပ်နှိပ်လိုက်ပါမယ်ပြီးလို့ရှိရင် connect ဆိုတာလေးနှိပ်မယ်ဒီနေရာမှာကျွန်တော်တို့က USB စာ Wi-Fi ဆိုတာလေးကိုကျွန်တော်တို့ရွေးပေးလိုက်ပါမယ်ကျွန်တော်ဖုန်းထဲမှာဘေးနား menu လေးကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင် setting ဒီ transport နေရာလေးမှာကျွန်တော်တို့က Wi-Fi ဆိုတာလေးကိုရွေးပေးလိုက်ပါမယ်ပြီးလို့ရှိရင် home ထဲကိုပြန်သွားမယ်ပြီးရင်ကျွန်တော်တို့ဒီအပေါ်ဟာလေးနှိပ်ပြီးတော့ဖွင့်ထားလိုက်ပါမယ်ပြီးလို့ရှိရင်ဘေးနားကဒါလေးနှိပ်လိုက်မယ်ဒီနေရာမှာ IP address လေးကိုမှတ်ပြီးတော့ကျွန်တော်တို့ရဲ့ကွန်ပျူတာမှာခုနကဖုန်း IP address ဆိုတဲ့နေရာမှာရိုက်ထည့်ပေးရမှာပဲဖြစ်ပါတယ်ပြီးရင်ကျွန်တော် connect ဆိုတာလေးနှိပ်မယ်ကျွန်တော်တို့ connect ဖြစ်သွားပြီဆိုရင်တော့ဖုန်းရောကွန်ပျူတာရောမှာ connect ဆိုပြီးတော့ရနေမှာပဲဖြစ်ပါတယ်
ဒါဆိုရင်တော့ကျွန်တော်တို့ Wi-Fi နဲ့ချိတ်တာပြီးသွားပါပြီကျွန်တော်စမ်းကြည့်ရတဲ့လောက်ဆိုရင်တော့ USB 2နဲ့ချိတ်တာက Wi-Fi နဲ့ချိတ်တာတဲ့ပိုပြီးတော့ stable ဖြစ်တော့တွေ့ရပါတယ် Wi-Fi နဲ့ကြတော့တစ်ခါကျရင်လက်တာမျိုးတွေ့ရတယ်ဒါဆိုရင်တော့ကျွန်တော်တို့ USB 2နဲ့ပဲချိတ်ထားလိုက်ပါမယ်ကျွန်တော်တို့အတန်လေးစမ်းကြည့်လိုက်အောင် sound recorder ထဲကိုဝင်လိုက်မယ်ကျွန်တော်တို့ကဒီနေရာလေးမှာ microphone with mic device ဆိုတာလေးကိုကျွန်တော်တို့ရွေးပေးရပါပဲဒါမှကျွန်တော်တို့ရဲ့ phone mic ကအလုပ်လုပ်မှာဖြစ်ပါတယ်ကျွန်တော်တို့ zone တွေဘာတွေမှာဆိုရင်လည်းဒီနေရာလေးမှာ select audio ဆိုတာလေးကိုကျွန်တော်နှိပ်မယ်ပြီးလို့ရှိရင် computer audio ဒီနေရာမှာ microphone with mic device ဆိုတာလေးကိုကျွန်တော်တို့ရွေးပေးထားရပါမယ်ဒီလိုမဟုတ်လဲကျွန်တော်အထဲမှာ audio ဆိုတာလေးဘေးနားလေးကဒါလေးနှိပ်လိုက်မယ်ပြီးလို့ရှိရင်ဒီ select microphone ဆိုတဲ့နေရာလေးမှာ microphone with mic device ဆိုတာလေးကိုကျွန်တော်တို့ရွေးပေးထားရပါမယ်နောက်တစ်ခုကကျတော့ OBS Studio ကိုသုံးတဲ့အခါမှာ audio input capture ထည့်လို့ရှိရင်ဒီနေရာလေးမှာကျွန်တော်တို့က default အစား microphone with mic device ဆိုတာလေးကိုရွေးထားလိုက်ရပါပြီကျွန်တော် app တစ်ခုချင်းစီမှာခုလိုမျိုး line ပြောင်းချင်လို့ရှိရင် search မှာ input sound ဆိုပြီးတော့ကျွန်တော်ရိုက်ရှာလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒါလေးကိုဝင်လိုက်မယ်ဒီနေရာမှာရိုးရိုး microphone စာ microphone with mic device ဆိုတာလေးကိုရွေးထားလိုက်လို့ရပါတယ်ကျွန်တော်ချိတ်ကြည့်တဲ့အခါဒီလိုမျိုးလေးပြနေဆိုရင်တော့ကျွန်တော်ရဲ့ဆက်ကို restart လုပ်ပြီးတော့ပြန်ချိတ်ကြည့်လို့ရပါတယ်ဒါကတော့ with mic ကို USB ကြိုးထိုးပြီးတော့စမ်းထားတဲ့အသံပါအသံနေထားတော့အခုကြားရတဲ့အတိုင်းပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်နောက်ထပ် software လေးတစ်ခုထပ်သွားလိုက်အောင်နောက်ထပ် software တစ်ခုကတော့ Android mic လို့ခေါ်တယ်ဒီ software လေးကအရှိကပြောခဲ့တဲ့ with mic နဲ့မတူဘဲနဲ့သူ့မှာက noise reduction လိုမျိုးဒီပါစုညတန်ရွှေ့ချပေးတဲ့ feature တွေပြင်အခြားသုံးဝင်တဲ့ feature တော်တော်များများပါတာကိုတွေ့ရတယ် feature တွေအကြောင်းတော့ software လေးကိုသုံးရင်းနဲ့တစ်ခါတည်းပြပြပေးပါမယ်အရင်ဆုံးကျွန်တော်တို့ software လေးကို download လုပ်ဖို့အတွက် Chrome ထဲဝင်လိုက်ပါမယ်ပြီးလို့ရှိရင် search မှာ Android mic ဆိုပြီးတော့ကျွန်တော်တို့ရိုက်ရှာလိုက်မယ်ပြီးရင်ကျွန်တော်တို့ Team Cloud Day ဆိုတဲ့ဒီ GitHub လေးထဲကိုဝင်လိုက်ပါမယ်ပြီးတော့ကျွန်တော်တို့အောက်နားလေးကို scroll ဆွဲပြီးတော့ဒီဘေးက release ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်ပါမယ်ပြီးလို့ရှိရင် scroll ထဆွဲမယ် Android mic 864 setup ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပြီးတော့တောင်းလိုက်ပါမယ်ပြီးတော့ကျွန်တော်တို့အဲ့ software နဲ့တွဲသုံးဖို့အတွက် VB audio cable ဆိုပြီးတော့ကျွန်တော်တို့ရိုက်ရှာလိုက်ပါမယ်ပြီးကျွန်တော်တို့ဒီ website လေးထဲဝင်လိုက်မယ်ပြီးတော့ကျွန်တော်တို့ဒီနားလေးက VB cable driver pack 45ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပြီးတော့တောင်းလိုက်ပါမယ်download တာပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒါလေးကိုနှိပ်ပြီးတော့ဝင်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ Android mic ဆိုတာလေးကို double click နှိပ်မယ် run ဆိုတာလေးကိုနှိပ်မယ် yes ကိုနှိပ်မယ်ပြီးတော့ကျွန်တော် next ကိုထပ်နှိပ်မယ်ပြီးရင် next ကိုထပ်နှိပ်မယ်ပြီးရင် install ဆိုတာလေးကိုနှိပ်မယ်ပြီးရင်ကျွန်တော် next ကိုနှိပ်မယ်ဒီနေရာမှာ run ဆိုတာလေးကိုကျွန်တော်တို့အမှန်ချင်းဖြုတ်ပြီးတော့ finish ကိုနှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့အပေါ်က zip file လေးကို extract all နဲ့ပြေးလိုက်ပါမယ် extract ဆိုတာနှိပ်မယ်ပြီးရင်တော့ကျွန်တော်တို့ဒီနေရာမှာ scroll နဲ့ဆွဲပြီးတော့ VB cable setup 864ဆိုတာလေးကိုကျွန်တော် double click နှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော် yes ဆိုတာနှိပ်မယ်ဒီနေရာမှာကျွန်တော်တို့ install driver ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ခဏစောင့်ပေးရပါမယ်ဒါမျိုးပေါ်လာရင်တော့ okay နှိပ်မယ်ပြီးရင်အနောက်ကပွင့်လာတဲ့ website လေးကိုကျွန်တော်တို့ပိတ်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ set ကို restart လုပ်ပေးလိုက်ပါမယ်ပြီးရင်ကျွန်တော် Android mic ဆိုတာလေးကို double click နဲ့ဖွင့်လိုက်မယ်ဒါမျိုးပေါ်လာလို့ရှိရင်ကျွန်တော်တို့အရင်ဆုံး setting ထဲဝင်မယ်
ဒီနေရာမှာ audio format ကကျွန်တော်ပြထားသလိုဖြစ်နေရပါမယ်ကျွန်တော်ပြထားသလိုမဟုတ်ဘူးဆိုရင်တော့ဒီအောက်က use recommend audio format ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်လို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ feature တွေအကြောင်းဆက်ပြောလိုက်အောင်ပထမဦးဆုံးတစ်ခုက noise reduction အဲ့ဒါကြတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာမလိုအပ်တဲ့စူညံတန်တွေကိုဖယ်ရှားပေးတာပါနောက်တစ်ခုကကျတော့ voice activity detection အဲ့ဒါကကျွန်တော်တို့စကားမပြောတဲ့အချိန်မှာ mic ကိုအလိုတရပိတ်ထားပေးပြီးတော့ဒီပြင်ပအတန်တွေမဝင်အောင်တားဆီးပေးတာမျိုးပါနောက်တစ်ခုကကျတော့ gain control automatic gain control ကကျတော့ကျွန်တော်တို့အတန်ရမ်းတိုးနေရင်အလိုတရကျယ်ပေးပြီးတော့အတန်ရမ်းကျယ်နေရင်တော့အလိုတရ short ချပေးတာပါသူ့အောက်က amplify ဆိုတာကအတန်ကိုပို့ပြီးတော့ကျယ်လောင် enhance လုပ်ပေးတာပါနောက်တစ်ခုကကျတော့ reverberation အဲ့ feature လေးကဘယ်လိုလုပ်လို့လဲဆိုရင်ကျွန်တော်တို့အခန်းလော့မှာဒါမှမဟုတ် home ခန်းမှာအတန်သွင်းလို့ရှိရင်ဒီ bed တင်တန်းထပ်တာကို short ချပေးပြီးတော့အတန်ကိုရှင်းလင်းအောင်လုပ်ပေးတာပါဒီအောက်က setting တွေကကြတော့ကျွန်တော်တို့ software ကို computer ဖွင့်တာနဲ့ run မှာလားဆိုပြီးတော့မေးတာပါကျွန်တော်တို့ကဒီ software ကိုလိုတဲ့ချိန်မှာဖွင့်သုံးမှာဖြစ်တဲ့အတွက်ဒီ setting တွေကိုတော့ဒီတိုင်းပဲထားလိုက်ပါမယ်အပေါ် feature တွေထဲကတော့ကျွန်တော်တို့noise reduction ဆိုတာလေးကိုတော့ဖွင့်ထားလိုက်ပါမယ်တိုင်းနေရာမှာတော့ ana noise ဆိုတာလေးကိုပဲကျွန်တော်တို့ရေးထားလိုက်ပါမယ်ဒါလေးပိတ်လိုက်မယ်ဒီ network adapter နေရာမှာကျွန်တော်တို့က Wi-Fi ဆိုတာလေးကိုရွေးထားရပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီအောက်က audio device ဆိုတဲ့နေရာမှာ cable import VB audio ဆိုတာလေးကိုရွေးထားရပါမယ်ပြီးရင်တော့ကျွန်တော်တို့ဖုန်းထဲမှာ setting ထဲဝင် developer option ထဲမှာ USB debugging ဆိုတာလေးကိုဖွင့်ပေးထားရပါမယ်ပြီးတော့ကျွန်တော်တို့ဒီ software လေးကိုဖုန်းထဲမှာလည်းသွင်းပေးထားရပါမယ်ဒီ software လေးကိုသင်ဖို့အတွက်ကျွန်တော်တို့ Chrome ထဲဝင်လိုက်ပါမယ်ပြီးလို့ရှိရင် search မှာ Android mic ဆိုပြီးတော့ကျွန်တော်တို့ရိုက်ရှာလိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ Think Cloud Day ဆိုတဲ့ဒီ GitHub page လေးကိုပဲထပ်ဝင်လိုက်ပါမယ်ပြီးလို့ရှိရင်အောက်နားထိ scroll ဆွဲလိုက်မယ်ပြီးရင်ကျွန်တော် release ဆိုတာလေးနှိပ်မယ်ပြီးတော့ကျွန်တော် scroll ထပ်ဆွဲပြီးတော့ app release.apk ဒါလေးကိုနှိပ်ပြီးတော့ down လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်ဒါလေး install တင်လိုက်မယ်ကျွန်တော်တို့ app ထဲဝင်လိုက်မယ်ပြီးရင်ကျွန်တော်ဖုန်းနဲ့ computer ကို USB ကြိုးထိုးပြီးတော့ချိတ်လိုက်ပါမယ်ပြီးရင်ဒီဘက်က menu နှိပ်မယ် connection mode ဆိုတဲ့နေရာမှာ USB ကိုရွေးလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ပြန်ထွက်ပြီးတော့အောက်က connect ကိုနှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ computer မှာ connection ဆိုတဲ့နေရာမှာ USB serial ကိုရွေးပြီးတော့ကျွန်တော်တို့အောက်က connect ကိုနှိပ်လိုက်ပါမယ်ပုံမှာဒီလိုမျိုး permission တောင်းလို့ရှိရင် why using the app ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဒီလိုမျိုးပြနေရဆိုရင်တော့ကျွန်တော်တို့ connect ဖြစ်သွားပါပြီ connect ဖြစ်သွားလို့ရှိရင်ကျွန်တော်တို့ computer မှာဒီနေရာလေးမှာကျွန်တော်တို့စကားပြောလိုက်တာနဲ့ line လေးသွားနေတာကိုတွေ့ရမှာပါဒါကတော့ကျွန်တော်တို့ဖုန်းမိုက်ကို computer မှာ USB ကြိုးထိုးပြီးတော့ချိတ်လိုက်တာပဲဖြစ်ပါတယ်ဒါက USB နဲ့ချိတ်တာဆိုတော့အကျိုးတွေပိုင်းနဲ့ရှုပ်လို့ရှိရင်လည်း Wi-Fi နဲ့ချိတ်လို့ရပါတယ်ကျွန်တော်တို့ပြန်ပိတ်ချင်တယ်ဆိုရင်တော့အောက်က disconnect ဆိုတာလေးကိုနှိပ်လိုက်ရုံပါပဲအောက်က mute audio ဆိုတာလေးကိုနှိပ်ပြီးတော့လည်းကျွန်တော်တို့ဖုန်းက mic ကိုပိတ်ထားလို့ရပါတယ်ကျွန်တော်တို့ computer မှာဒီ connection ဆိုတဲ့နေရာမှာအပေါ်ဆုံးက Wi-Fi LAN ဆိုတာလေးကိုကျွန်တော်ရွေးပြီးတော့အောက်က connect ဆိုတာလေးနှိပ်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီနေရာမှာ IP address လေးကိုမှတ်ထားရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဖုန်းမှာဒီ menu လေးကိုနှိပ်မယ်ပြီးလို့ရှိရင် connection mode ဆိုတဲ့နေရာမှာအပေါ်ဆုံးက Wi-Fi ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ပြီးလို့ရှိရင်ဒီအောက်က IP port ဆိုတဲ့နေရာမှာခုနက computer မှာပြထားတဲ့ IP address ကိုလိုက်ထည့်ရမှာပဲဖြစ်ပါတယ်ပြီးတော့အောက်က save ဆိုတာလေးနှိပ်မယ်ပြီးရင်ကျွန်တော်ပြန်ထွက်ပြီးတော့အောက်က connect ဆိုတာလေးနှိပ်လိုက်ပါမယ်ကွန်ပျူတာမှာဒါမျိုးပေါ်လာလို့ရှိရင်တော့အလောင်းအောင်နှိပ်မယ်ဒီလိုမျိုးပြနေဆိုရင်တော့ connect ဖြစ်သွားပါပြီဒီလိုမျိုး IP address တွေရိုက်ထည့်ရတာကပထမဆုံးအချိန်မှာပဲလုပ်ရတာဖြစ်ပြီးတော့နောက်တစ်ခါဆိုရင်တော့ connect ဆိုတာလေးနှိပ်လိုက်ရုံနဲ့လွယ်တကူချိတ်သွားမှာပဲဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ search မှာ import sound ဆိုပြီးတော့ကျွန်တော်ရိုက်ရှာလိုက်မယ်ပြီးရင်ဒါလေးကိုနှိပ်ပြီးတော့ဝင်လိုက်မယ်ဒီနေရာမှာကျွန်တော်တို့ကရိုးရိုး microphone စာ cable output ဆိုတာလေးကိုရွေးလိုက်ပါမယ်ဒါကတော့ကျွန်တော်တို့ရဲ့ phone mic ကို default အနေနဲ့ပြောင်းလိုက်တာပဲဖြစ်ပါတယ်ကျွန်တော်တို့ပြန်ပြောင်းချင်တယ်ဆိုရင်တော့ microphone ဆိုတာလေးကိုပြန်ရွေးလိုက်လို့ရပါတယ်ဒီလိုမျိုးမလုပ်ချင်လည်းကျွန်တော်တို့သုံးမှန် app တစ်ခုစီမှာအခုပြထားသလိုလိုက်ပြောင်းလို့ရပါတယ်ဒ
ဒါကတော့ Android mic ကို Wi-Fi နဲ့ချိတ်ပြီးတော့စမ်းထားတဲ့အတန်ပါ စမ်းကြည့်ရသလား Wi-Fi နဲ့ချိတ်ထားဆိုပေမဲ့အတန်က stable ဖြစ်ပြီးတော့တော်တော်လေးအဆင်ပြေတာတွေ့ရပါတယ်ဒါကလည်းကျွန်တော်တို့ရဲ့ Wi-Fi အခြေအနေနဲ့ဖုန်းရဲ့ mic quality ပေါ်မူတည်ပါသေးတယ် Okay ကျွန်တော်ဒီနေ့ပြောခဲ့တဲ့ Wo mic နဲ့ Android mic မှာဘယ်တစ်ခုကသုံးရတော့ပိုပြီးအဆင်ပြေလဲဆိုတော့ comment မှာရေးသွားလို့ရပါတယ်ဒီနေ့ video ကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်ဆောင်ကြတော့ပေါ့ See you guys wait ခဏလေး channel လေးကိုလည်း subscribe လုပ်ဖို့မမေ့နဲ့အောင်